ဟုတ်ပြီဒီလိုဆိုရင်ဟုတ်ပြီဆိုရင်လက်ဆေးတာပြီးတယ်မလားဟုတ်ပြီလက်ဆေးရလည်းပြီးသွားပြီလက်အိတ်တွေလည်းပြီးသွားပြီဟုတ်ပြီနံပါတ်၄ကိုရောက်ပြီနော်ဒီကြည့်ကြအောင်ဆိုရင်ဟုတ်ပြီဆိုတော့ဒီနံပါတ်၄ရောက်တာဟုတ်တယ်မလားอืมဂန်ဇာယောဆိုတဲ့ဟာကြောင့်ဂန်ဇာယောကုန်ကျန်းပစ္စည်းတွေရဲ့ရှုခွင်တို့အိတ်စိတ်ခံလို့ခေါ်တယ်အစားအသောက်တွေမှာပုံကနေကိစ္စစီမံခန့်ခွဲမှုပေးထားတယ်ပြကြအောင်အန်ဇန်တဲ့ဆိုတာကဆိုလုံခြုံစိတ်ချပြီးတော့ရှင်းစိတ်ရပြီးဟင်းရှိစုဟိုအရေးသွေးယူဤကောင်းမွန်တဲ့ယူဤဆိုတာကောင်းမွန်တော့ရှုခွင်အစားအသောက်တွေကိုစုခရုတာမယ်နိဟိုပြုလုပ်ဖို့ဆိုတာကတဲ့အန်ဇန်တဲ့လုံခြုံစိတ်ချပြီးတော့ရှင်းရှိစုနိုယူဤအရေးသွေးကောင်းမွန်တဲ့ဂန်စာကြီးကိုကုန်ကျန်းပစ္စည်းတွေကိုစကောက်ကိုတို့အသုံးပြုတာနဲ့တို့ဒေတာရရှိကူမှန်မှန်ငယ်စိတ်ဆိုဟိုထုတ်တဲ့နေတန်းတွေကိုကယ်ရီစုစုကိုတို့ကတိုက်ဆက်ဆိုတဲ့စီမံခန့်ခွဲဖို့ကအရေးကြီးပါတယ်တဲ့ဟုတ်ပြီပြောပြမယ်နော်ဟုတ်ပြီအန်ဇန်တဲ့ဟင်းရှိစုနိုယူဤရှုခွေငိုစကရုတာမယ်ဒီကအန်ဇန်တဲ့ဆိုတော့လုံခြုံစိတ်ချပြီးတော့အရေးသွေးကောင်းမွန်တဲ့အစားအသောက်တွေကိုထုတ်လုပ်ဖို့တော့ကားတဲ့နော်လုံခြုံစိတ်ချပြီးတော့အရေးသွေးကောင်းတဲ့ကုန်ချမ်းပစ္စည်းတွေကိုအသုံးပြုဖို့နဲ့မှန်မှန်ကန်ကန်ထုတ်လုပ်တဲ့နည်းလမ်းတွေကိုစီမံခန့်ခွဲဖို့ကအရေးကြီးပါတယ်တဲ့နံပါတ်၄ကြီးအောင်ဂန်ဇန်ရောဥခေရလို့ခေါ်တဲ့ကုန်ချမ်းပစ္စည်းတွေပါဆိုတဲ့တက်ခံရရှိတာတဲ့ဟာနော်ဟုတ်ပြီဂန်ဇန်ပြီဟုတ်ပြီအဲ့တော့ဂန်ဇန်ရောလို့ခေရလို့ခေါ်တဲ့ကုန်ချမ်းပစ္စည်းတွေကိုလက်ခံရည်ဒါလို့ပြထားတယ်နော်ဂန်ဇန်ရောကုန်ချမ်းပစ္စည်းကိုဆိုတော့ဂိုင်းဘုကာရဆိုတာကဒီပြင်မနိုင်ပြီးတော့ဗောနော်ဥခေတုတိုခီဝလက်ခံရှိတဲ့အခါမှာဆိုလို့ရှိရင်တဲ့ဒီချူမုရှတာဆိုရပါဆိုလို့ရှိရင်မှားခဲ့လိုက်ရဲ့နော်ချိုရီတို့အမျိုးအစားတွေနဲ့သူတို့ဤတာဆိုတာကဆက်ရောက်လာတဲ့ဂန်ဇာရောကုန်ချမ်းပစ္စည်းတွေကိုတဲ့တော့တဲလိုက်ရှာဝါစတေဆိုတာကပြောချင်တာဒီအတွေ့အကြုံပဲဆိုပါလဲဆိုရင်ကိုက်ညီမှုရှိမရှိဘူးပြောချင်တာနော်ဒါနာကိုမာလိုက်တဲ့ဟာတွေကိုကိုညက်ပစ္စည်းတွေကိုပြင်မနဲ့လက်ခံရှိရကမှာဆိုရင်ကိုမာလိုက်တဲ့အမျိုးအစားနဲ့အမျိုးအစားအရေးအတွက်နဲ့နော်ရောက်လာတဲ့ကိုညက်ပစ္စည်းကိုက်ညီမှုရှိမရှိပြီးတော့တရရှိမှန်မှန်ကန်ကန်နော်မှန်မှန်ကန်ကန်စားရောကိုညက်ပစ္စည်းကတူတူဤတဲ့ယူခနော်မှန်မှန်ကန်ကန်ရောက်လာလားဆိုတာတွေကိုတဲ့နော်ဒိုကိုကဒိုကိုကဆိုတာကဘယ်နေရာပါဆိုရင်ခခုနီဆိုတာအတီးပြုပါမယ်တနည်းဒိုကိုကဆိုတာကဘယ်နေရာမို့ဆိုပါတော့ဒီခခုနီရှိမှာအတီးပြုပါမယ်တဲ့ခခုလေးမှာထည့်ထားတယ်ဥခဲရည်တွေခန်းစားလို့ခေါ်တယ်ဆိုရင်ဒီလက်ခံရရှိတာကိုစစ်ဆေးတာတဲ့နော်ဥခဲရည်တဲ့ဆိုလက်ခံရရှိတာခန်းစားဆိုစစ်ဆေးတာလက်ခံရရှိတာကိုစစ်ဆေးတာလို့လည်းခေါ်ပါတယ်တဲ့ not to email လို့ခေါ်ပါတယ်ပြန်ပြမယ်ကုန်ကျန်းပစ္စည်းတွေကိုလက်ခံရရှိတဲ့ခါမှာဆိုလို့ရှိရင်ねကိုမှားလိုက်တဲ့အမှားရဲ့မှာအမျိုးအစားအရေးအတွက်နဲ့ရောက်လာတဲ့အမှားရောက်လာတဲ့အမျိုးအစားအရေးအတွက်နဲ့ကိုက်ညီမှုရှိမရှိစစ်တာကိုဘာလို့ခေါ်ရလဲဆိုရင်ဥခေရည်တွေခန်းစားလို့ခေါ်ပါတယ်တဲ့ပြကြပြီခန်းစားရုံးတို့ကုန်ကျန်းပစ္စည်းတွေကိုလည်းမိတမေရမျက်လုံးနဲ့ကြည့်တာမျိုးတွေပြောဆိုမြို့ကြီးဆိုတာကအနံ့နေနော်ခိခခုဆိုတာကဆိုတော့ဘာပြောချင်တာလဲဆိုရင်တတ်မှတ်ချက်တွေပြောတာနော်ခိတတ်မှတ်ချက်တွေဘာတတ်မှတ်ချက်ပြဆိုရင်ねစာရေးစုဆိုတာအရွယ်စားတွေနဲ့ပြီးအီရီစုလို့ခေါ်တဲ့အရွယ်စားနေဆိုတော့ဆိုလို့ရှိရင်အီရီစုလို့ခေါ်တယ်ပါဆိုလို့ရှိရင်ဝင်လာတဲ့အရေးအတွက်ကိုပြောချင်တာနော်ပြောချင်တာကဆိုရင်ဒီတတ်မှတ်ချက်ဆိုတာကဘာလဲပြောချင်တာဆိုရင်အရွယ်စားတွေနဲ့ရောက်လာတဲ့အရေးအတွက်တွေပြီးဟိုးဆိုးကြိုးသားကြီးလို့ခေါ်တယ်ဟိုးဆိုးဆိုတာထုတ်ပိုးထားတဲ့အခြေအနေဟိုးဆိုးဆိုတာထုတ်ပိုးထားတဲ့အခြေအနေခိကန်လို့ခေါ်တဲ့ဆိုပြီးပါလေခိကန်လို့ခေါ်တဲ့ကန့်သက်ချက်တွေဘယ်လိုကန့်သက်ချက်တွေလဲဆိုလို့ရှိရင်ပြီးဟိုးဆိုးဟိုတို့ဒီဟိုးဆိုးဆိုတာကရေထုတ်ပိုးထားတဲ့နော်ထုတ်ပိုးထားပါဆိုလို့ရှိရင်
ဒီအပူချိန်ကိုပြောချင်တာနော်ပြောချက်စိတ်ဟိုးဆုံးဆိုတာထိမ့်သိမ့်တာဟိုးဆုံးဟိုးဆိုတာထိမ့်သိမ့်ထားတဲ့အပူချိန်ကြီးကိုဘာသိလျှို့ကြည့်ဖော်ပြထားတာလေဟင်းအွန်းလို့ခေါ်တဲ့ဒီကုန်ပစ္စည်းရဲ့မှာအပူချိန်နားလို့စသည်လို့ကိုတဲ့ဒီခပ်ခုနေရှိမယ်abuse စီရပါမယ်ဟုတ်ပြီခန်းစားပြီနော်ဥခဲရေခန်းစားဆိုတာဘာလဲဆိုရင်ကုန်ကျန်းပစ္စည်းကိုမျက်လုံးနဲ့ကြည့်တာမျိုးတွေအနက်အနေရဲ့ပြောစင်တက်မှတ်ချက်တွေပါဆိုရင်စိုက်ရွေစားရည်နဲ့ရောက်လာတဲ့အရေးအတွက်တွေပြောပါဆိုလို့ရှိရင်ထုတ်ပိုးထားတဲ့အခြေအနေတွေဒီကတ်သက်ချက်တွေနဲ့ပြောစင်ထိမ့်သိမ်းထားတဲ့နီလန်းတွေနော်နီလန်းတွေကိုဖော်ပြတာတွေနဲ့အပူချိန်တွေကိုစစ်ဆေးရပါမယ်တဲ့ဘာဆိုလို့ရှိရင် full height တေးလို့မလို့ရ full height တေးလို့မလို့ရဆိုပါလဲဆိုလို့ရှိရင် full height တေးဆိုတာပျက်စီးနေရနော်ပျက်စီးနေတဲ့အရာတွေနဲ့ဟိုးဆိုးကဒီထုတ်ပိုးမှုပြောချင်တာနော်ဆိုရင်ပါကင်ပိတ်တာမျိုးထုတ်ပိုးမှုတွေကထုတ်ပိုးထားတဲ့အရာတွေကရောက်တဲ့တေးလို့မလို့ပြင်းနေတဲ့အရာတွေဆိုလို့ရှိရင်တော့တဲ့ပြည့်နေတဲ့အရာတွေ shoy kigan လို့ခေါ်ရပါသေးတယ် expiry ကျော်လွန်တာတွေ shoy kigan ကစုကိတေးလို့မလို့ဆိုရင် expiry ကျော်လွန်တဲ့အရာတွေနဲ့ဟိုးစွန်းဟိုးကသူခေါ်တဲ့ထိမ့်သိမ့်တဲ့နီလန်းတွေကနော်တေခိဆက်စွတ်တဲ့နိုင်မလို့ကပြန်ကတင်လျော်မှန်ကန်မှုရှိတဲ့အရာတွေကိုတဲ့ဥခေးတွေတဲ့ဘာကြီးခင်မှာစံလက်ခံလို့မရဘူးမင်းတို့ဆိုမှတ်တယ်နော်ဟုတ်ပြီဒီမှာဆိုလို့ရှိရင်ဒီကုန်ကျန်းပစ္စည်းကိုဆိုရင်လက်ခံရရှိတာစစ်ဆေးတာပဲဥခေးတွေခန်းစားလို့ဖို့တယ်ဆိုဘာလို့ရမှာလဲဆိုပြည့်မှာအမျက်စိအမြင်အနက်ဟုတ်ပြီနော်ဒီပြည့်မှာကန့်သက်ချက်တတ်မှတ်ချက်တွေကြောထိမ့်သိမ့်တဲ့နီလန်းနေနဲ့ထုတ်ပိုးထားတဲ့အခြေအနေတွေကန့်သက်ချက်တွေနဲ့ပါဆိုလို့ရှိရင်ထိမ့်သိမ့်တဲ့နီလန်းနေအပူချိန်ကိုမင်းတို့ကလည်းစစ်ဆေးရမယ်ဟုတ်ပြီလွတ်စစ်ဆေးတဲ့အခါမှာဆိုရင်ဘလို့အခြေအနေမျိုးတွေဆိုလို့ရှိရင်မင်းတို့ကလက်မခံအောင်လဲဆိုရင်ဒီမှာအခုဒီဘက်ကဟောင်းမြင်တာမှာပေါ့လေနော်ဆိုလို့ရှိရင် full stage လို့မရခိုးစိုးကရဖူးတဲ့တေးလို့ဘယ်လိုပြန်လာကပါဆိုရင်ဒီထုတ်ပိုးထားတဲ့ပစ္စည်းရပျက်စီးနေရမျိုးပြောချင်နော် full stage လို့မလို့ဆိုတော့ပျက်စီးနေတဲ့ပစ္စည်းတွေနဲ့ခိုးစိုးဆိုတာထုတ်ပိုးထားတာတွေပါကင်ပိတ်ထားတာတွေကပါဆိုရင်ရဖူးတဲ့တေးလို့မလို့ခေါ်ရပါဆိုရင်EU မလို့ခေါ်တယ်စုပ်ပြင်းနေတဲ့အရာတွေကိုတဲ့နော်စုပ်ပြင်းနေတဲ့အရာတွေနဲ့ပြောဆိုလို့ရှိရင် show kicken က stage လို့မလို့အဲဒီနော် expert ကိုကြော်လွန်တဲ့အရာတွေနဲ့ဟိုးစွန်းဟိုးလို့ခေါ်ရပါတယ်ထုတ်ပိုးတဲ့ဒီတန်းတွေကတဲ့တေခိတဲ့ဆိုဒေဝနိုင်မို့လို့ကပြည်နာကတင့်လျော်မှန်ကန်မှုရှိတဲ့အရာတွေကိုဥခေတေဝအိခေမှာဆန်လက်ခံလို့မရပါဘူးတဲ့နော်ဒီအလီတာပါမယ်ပြီးတော့စိတ်ခင်းနေကြတဲ့ဟိုကူဆိုရင်တောင်းရှိတဲ့သူကိုအကြောင်းကြားရမယ်ပြောဆိုလို့ရှိရင် camping ဆိုတာကပြန်ပေးတာမျိုးတွေနဲ့ခိုးခဲဆိုတာကလဲနေတာမျိုးတွေနော်ပြန်ပေးတာမျိုးတွေလဲနေတာမျိုးတွေနားလို့ဆက်ပြီးတော့ရှိမှပြီးလို့ရပါမယ်တဲ့ဒီဥခေတွေခန်းစာကိုဆရုတိုကီနီပြောတာကဒီလက်ခံရရှိတာကိုစစ်ဆေးတဲ့ဟာကိုတဲ့နော်စစ်ဆေးတဲ့ဟာတွေကိုနာတဲ့ဤလူနော်ဖြစ်လာတယ်ပါဆိုရင်ဂိုင်းစားရောပါကုန်ကျန်းပစ္စည်းတွေကတဲ့ခန်းစာနီဒီစစ်ဆေးမှုတွေမှာဆိုလို့ရှိရင်ね合格したことをနော်အောင်မြင်သွားတယ်ဆိုတာကိုပါဆိုရင်ခါခုနိတဲ့အတည်ပြုပြီးမှသာလည်းဥခေကြီးမှာလက်ခံရပါမယ်တဲ့ပြောချင်တာကအတည်ပြုလက်ခံစစ်ဆေးတယ်ဆိုတဲ့ဟာကိုတဲ့နော်ဖြစ်လာသေးတဲ့ရောက်လာတဲ့ကုန်ကျန်းပစ္စည်းတွေကိုတဲ့နော်လက်ခံမှုပြောချင်တာစစ်ဆေးမှုအောင်မြင်နေဆိုတဲ့ကိစ္စကိုအတည်ပြုပြီးမှသာလည်းလက်ခံရပါမယ်တဲ့လေစုကိုရေကတစ်တာတွေလေတုခုလို့ခေါ်တဲ့အခဲခန်းနေရမှာဟိုးဆုံးကညထိမ့်သိမ့်မှုကနော်ထိမ့်သိမ့်မှုကပါဆိုလို့ရှိရင်ဟိစုရနာလိုအပ်တဲ့ခန်းစားရောကုန်ကျန်းပစ္စည်းတွေကိုတဲ့ဥခေတွေတို့ခီဝလက်ခံရရှိတဲ့ခါမှာဆိုလို့ရှိရင်နာဂိုင်းကြီးကန်နာဂိုင်းကြီးကန်ဆိုတာကရှည်လျားတဲ့ကြီးကန်ဆိုအချင်းပြန်လာအချင်းညီမတို့ကတော့ပြောအချင်းအကြာကြီးရှစ်စုံအောင်ဆိုတာကအခန်းတွင်းအပူချိန်ရှစ်စုဆိုတာအခန်းမှာပြောတာနော်ရှစ်စုံဆိုတာအခန်းတွင်းအပူချိန်မှာဆိုရင်ねအိုခိုနိုင်ယောနီရှိမှထားလို့မရပါဘူးတဲ့ဒါပေမဲ့ဒီဟာသူပြောချင်တာကညီမတို့ပြောချင်တာကွာမင်းတို့ကဒီရေကက်တက်ထဲမှာအေးကအခန်းထဲမှာထည့်ထားတဲ့အရာတွေကိုတဲ့နော်လက်ခံရှိတဲ့ခါမှာဆိုလို့ရှိရင်မင်းတို့လည်းဒီအခန်းထဲမှာပဲနော်ဘာမှရေကက်တက်တွေကိုမထည့်ဘဲနဲ့မထိမ့်သိမ့်ဘဲနဲ့ပါဆိုရင်ဒီတိုင်းပဲသူတို့ပို့လာတဲ့ဟာကိုဒီအခန်းထဲမှာပုံထားရတာမျိုးတွေအဲ့လိုမျိုးအချိန်ကြာကြီးလို့မရပါဘူးတဲ့ဘာလို့လဲဆိုတော့ဒီကောင်တွေကအေးကအခန်းထဲမှာထည့်ရမယ့်ကိစ္စတွေကိုဒီမဲ့ပုံထားလိုက်မယ်ဒီမဲ့ထားမယ်ဆိုလို့ရှိရင်အရေးပြောကုန်မှာပေါ့နော်ဥပမာနေဆိုရင်မင်းတို့ပြောမယ်ဆိုလို့ရှိရင်ဟောပေါ့မြင်းသားရှင်အောင်ပြောမယ်ဆိုလို့ရှိရင်ဆိုတော့ဘာရှိမလဲဆိုရေကမုတ်ပေါ့နော်ရေကမုတ်ဆိုလို့ရှိရင်ဆိုတော့အေးခဲခဲခဲနဲ့မှာဆိုတော့ထည့်ထားတဲ့အရာတကူသူတို့လာပို့တဲ့ခါမှာဆိုလို့ရှိရင်ရေကမုတ်ပါဆိုဘူးတွေကိုဒီထဲမှာအပြင်မှာအခန်းထဲအပူချိန်မှာဒီထဲမှာထားမယ်ဆိုလို့ရှိရင်အရေးပြောကုန်ပါအရေးပြောလို့ကိုရှင်စားလို့မကောင်းတော့ဘူးအဲ့လိုမျိုးပြောတာနော်ဟုတ်ပြီပုံနေပြက်ကုန်မှာပေါ့အပြားစနေတို့စက်ကြည့်အောင်နော်ဆိုလို့ရှိရင်နံပါတ်ဒီဘက်က EU ကြည့်မယ်နော် EU ကြည့်မယ်အဲ့ရကြတော့ဆိုရင်ဇာလိကလည်းမင်းသားဆန်တို့မှတ်ရမှာပေါ့လीနော်ဟုတ်ပြီအဲ့တော့ကြည့်အောင်လာပြီအဲ့မှာဆိုလို့ရှိရင်ဒါလေးတိုးထောင်ခြင်းလို့ပြောနေကန်စားရုံးလို့ခုခံလို့ခေါ်တယ်ကုန်ကျန်းပစ္စည်းတွေကိုတိုးထောင်နေနည်းတိုးထောင်ခြင်းလို့ပြီးထားတယ်နော်ကုန်ကျန်းပစ္စည်းကိုဆိုတော့တိုးထောင်ခြင်းဟုတ်ပြီအဲ့မှာဆိုကြည့်ရအောင်ပြီနော်ကန်စားရုံးလို့ခုခံလို့ခေါ်တယ်ပါဆိုရင်ကုန်ကျန်းပစ္စည်းတွေကခုခံဆိုတာကဆိုရင်ဆိုရင်ထိမ့်သိမ့်တာပြောနော်ကုန်ကျန်းပစ္စည်းထိမ့်သိမ့်တာတဲ့
အဲ့မှာဆိုကြဂန်စာရောင်းတို့ဟိုကန်ဟိုကကုန်ကျန်းပစ္စည်းကိုထိန်းသိမ်းတဲ့နီလန်ကားတဲ့ဂန်စာရောင်းတို့ရှူရီနီယူတဲ့ကုန်ကျန်းပစ္စည်းရဲ့အမျိုးအစားပေါ်မှာမူတည်ပြီးတော့ကိုတိုနာရီမတ်နော်ကိုတိုနာရီမတ်ကပွဲပြပါတယ်တဲ့အပြီးဆိုရဲနိုအတိတိရဲ့မှာဂန်စာရောကုန်ကျန်းပစ္စည်းတွေကခီမဲလာလက်တာတတ်မှတ်ထားတဲ့အွန်တိုတဲ့အဘူဂျီမှာဟိုကန်ဆိုရခီဆိုရကာရီမတ်ထိန်းသိမ်းမှုလိုအပ်ပါတယ်တဲ့အပြီးအိုမိုနာဂန်စာရောတို့ကန်အွန်တိုဝအီကနိုတိုရီဒက်နော်အိုမိုနာဂန်စာရောဆိုတာကအဓိကကျတဲ့ကုန်ကျန်းပစ္စည်းရဲ့မှာဟိုကန်ဆိုတာကထိန်းသိမ်းတဲ့နော်အွန်တိုဆိုတာအပူချိန်ကတော့တဲ့ econotorides အောက်ပါတယ်ဖြစ်ပါတယ်တဲ့ပြန်ပြပါတော့ပြန်မယ်ဂန်ဇာယောနုဟုတ်ကန်ငကုန်ကျန်းပစ္စည်းကိုထိန်းသိမ်းတာတဲ့ဂန်ဇာယောနုဟုတ်ကန်ဟိုကကုန်ကျန်းပစ္စည်းကိုထိန်းသိမ်းတဲ့နီလန်ကတဲ့ဂန်ဇာယောနုရှူရီနီယိုတဲ့ဒီကုန်ကျန်းပစ္စည်းကအမျိုးအစားပေါ့နော်ရှူရီဆိုတာကအမျိုးအစားနီယိုတေဆိုတာကပုံမူတည်ပြီးတော့နော်အမျိုးအစားပေါ်မှာမူတည်ပြီးတော့ကိုတိုနာရီမတ်ကွဲပြားပါတယ်တဲ့အရာနော်အမျိုးအစားပေါ်မူတည်ပြီးတော့အမျိုးအစားအရာကိုတိုနာရီမတ်ကွဲပြားပါတယ်တဲ့ဆိုရဲနိုအတိတိရဲ့ဘဂန်ဇာယောကကုန်ကျန်းပစ္စည်းကခီမဲလာလက်တာတတ်မှတ်ထားတဲ့အွန်တိုတဲ့အပူချိန်မှာဟိုကန်ဆူရခီဆိုကာရီမတ်ထိန်းသိမ်းမှုလိုအပ်ပါတယ်တဲ့ကြည့်အောင်အိုမိုနာကန်ဆိုင်ယောနိုဟူကန်နော်အဓိကကျတဲ့ဒီကုန်ကျန်းပစ္စည်းတွေကိုထိန်းသိမ်းတဲ့အွန်တိုကအပူချိန်ကတော့တဲ့ econotorides အပါတိုင်းဖြစ်ပါတယ်တဲ့ဆိုကြည့်အောင်ကောင်းတဲ့နှစ်ခုပြထားတယ်ကန်ဆိုင်ယောနိုရှူရီလို့ခေါ်တယ်ဒီကုန်ကျန်းပစ္စည်းရဲ့မှာအမျိုးအစားတွေနဲ့အွန်တိုဆိုတဲ့အပူချိန်တွေဟုတ်ပြီအဲ့ဒါဆိုကြည့်မယ်ပြီးဆိုတော့ဗာလဲဆိုလို့ရှိရင်ဘေးခိုခူရီလို့ခေါ်ရပါဆိုလို့ရှိရင်ဘေးခိုခူရီလို့ခေါ်ရပါဆိုလို့ရှိရင်အစိအစအမျိုးအစားတွေပြောတယ်နော်အစိအစမျိုးစားဥပမာဆိုရင်တော့ခိုမဲလို့ပြထားတယ်နော်ဒီအစိအစမျိုးစားလေးခိုမဲပါတဲ့ဟုတ်ပြီစံနေပေါ့လေနော်အဲ့မှာဆိုရင်သူ့ကိုထိန်းသိမ်းမှုတဲ့ဆိုရင်ねဂျူခေါ်တို့ဤကလို့ပြထားတယ်နော်15ဒီဂရီစက်တီရဲ့အောက်မှာထိန်းသိမ်းရပါမယ်တဲ့အစိအစမျိုးစားတွေကို15ဒီဂရီစက်တီရဲ့မှာထိန်းသိမ်းရမယ်အဲ့ဒါပါဆိုလို့ရှိရင်ခိုခူရီခါခိုးရင်လို့ခေါ်ရပါဆိုလို့ရှိရင်ဒီညီကတော့ဗာလဲဆိုလို့ရှိရင်ဒါသူကလည်းဗာဆိုရင်ဘယ်လိုဟာမျိုးပြောတာလဲကောက်ပဲတိနဲ့အမျိုးစားတွေပြောတာနော်ပြီးခိုခူရီဆိုတာကောက်ပဲတိနဲ့မှာခါခိုးရင်ဆိုတာကပြုပြင်မှုမဲ့ထားတဲ့ကောက်ပဲတိနဲ့လीနော်ပြုပြင်မှုထားတဲ့ကောက်ပဲတိနဲ့လေးပြထားဆိုတာခါခိုးထဲမှာထည့်ထားတယ်ခုံမှုကြီးခိုဆိုတာဂျုံမှုံပြောတာဂျုံမှုံနေပါဆိုလို့ရှိရင်ဆိုရင်ဒမ်မွန်ဆိုတာပါဆိုလို့ရှိရင်ဒမ်မွန်ဆိုတာကောင်းမှုံပြောတာနော်ဂျုံမှုံနဲ့ကောင်းမှုံကြီးလို့ပြောတာဟုတ်ပြီအဲ့မှာဆိုရင်ကြည့်အောင်သူ့ဟာပြတဲ့ဟာကအပူချိန်မှာဆိုလို့ရှိရင်ရှစ်စုအောင်ဆိုတာကအခန်းမွေးအပူချိန်မှာဆိုရင်ထိန်းသိမ်းရမယ်တဲ့ချွေးကြည့်နော်အခန်းမွေးအပူချိန်မှာသူ့ဘာလို့မှာဆိုရင်ဆိုတော့ထိန်းသိမ်းရပါမယ်တဲ့ပြီးဆိုရင်နောက်တစ်ခုဆက်ကြည့်အောင်နောက်ကကြောက်ဆိုတော့ဗာလဲဆိုလို့ရှိရင်တဲ့ချိုးမီလျောလို့ခေါ်ရဲဆိုတော့ဟင်းခက်အမွေကြိုင်နော်ချိုးမီလျောဆိုတာကဟင်းခက်အမွေကြိုင်ချိုးမီဆိုတာဟင်းခက်အမွေဘာပါမစင်စာတိုးတို့ရှိုကူအဲတို့မီဆိုတို့ရှိုယူတို့ပြီးရင်တို့အပြေဆိုးစုတို့ပြပါဆိုလို့ရှိရင်ရှိုခုစုလို့ခေါ်ရပါတော့ပြီးဒီဟာတွေတော့အများကြီးပဲဆိုရင်အများကြီးဒီဟာတွေကဗာလဲဆိုလို့ရှိရင်ဒီမှာချိုးမီလျောဟင်းခက်အမွေကြိုင်ထဲမှာဒီကောင်တွေပါတယ်ပေါ့လीနော်အဲ့ကောင်တွေဘယ်ထဲမှာထိန်းသိမ်းပါလဲဆိုရင်ရှိစုအောင်လို့ခေါ်ရဲဆိုရင်အခန်းထဲအပူချိန်မှာထိန်းသိမ်းမယ်အဲ့ဒါဆိုလို့ရှိရင်ရှုပ်ကူနီကူလို့ခေါ်ရပါဆိုရင်စားလို့ရတဲ့အသားတွေကြောက်ဆိုရင်ဂျူးတို့ဤကလို့ခေါ်ရတယ်30ဒီစတိအောင်မှထိန်းသိမ်းပါမယ်စားလို့ရတဲ့အသားတွေကဂျူးတို့ဤကလို့ခေါ်တယ်30ဒီမှထိန်းသိမ်းပါမယ်ဟုတ်ပြီရှုပ်ကူနီကူစိန်ဟင်းလို့ခေါ်ရပါဒီစားလို့ရတဲ့အသားတွေနဲ့ထုတ်လုပ်ထားတဲ့ဟာတွေပါဆိုရင်ဟာမှုလို့နော်ဆိုဆဲကြီးတို့ဘေကွန်းဆိုတာဘေကွန်းပဲဟာမှုဆိုတာဝက်ပေါင်ကြောက်ကိုပြောတာဆိုဆဲကြီးဆိုတာကဝက်ဥကြောင်ပြောတာမင်းတို့ဟိုရှေ့မှာသင်ခဲ့ပြီးသားနော်ဟုတ်ပြီအဲ့ဒါတွေကိုကြောက်ဘယ်ပူကြီးမှထိန်းသိမ်းပါလဲဆိုရင်ဂျူးတို့ဤကလို့ခေါ်30ဒီစတိအောင်မှာပဲထိန်းသိမ်းပါမယ်30ဒီစတိအောင်မှာပဲဆိုတော့ထိန်းသိမ်းမယ်ပြန်ကြပါဆိုလို့ရှိရင်လေတိုးရှုပ်ကူနီတခုလို့ပြောထားတယ်အေးခဲထားတဲ့ဒီအသားတွေပေါ့နော်အေးခဲထားတဲ့အသားတွေကြောက်ကောဆိုရင်ဘယ်မှာထင်းသိမ်းမှလဲဆိုလို့ရှိရင်လေတိုးရှုပ်ကူနီခုဆိုအေးခဲတဲ့အသားတွေကတော့မိုင်းနပ်ဂျူကောတို့ဤကလို့ခေါ်တယ်အနှုတ်15ဒီစတိအောင်မှာထင်းသိမ်းပါမယ်တဲ့ပြီးတော့လေတိုးရှုပ်ကူနီခုစေးဟင်းလို့ခေါ်ရပါတယ်အေးခဲပြည်နာကဒီအသားတွေနဲ့ထုတ်လုပ်ထားတယ်ပေါ့နော်အသားတွေနဲ့ထုတ်လုပ်ထားတဲ့အသားတောက်တွေကိုအေးခဲထားတဲ့ပြည်နာကအေးခဲထားတဲ့အသားတွေနဲ့ထုတ်လုပ်ထားတဲ့အစားတောက်တွေဆိုလို့ရှိရင်တော့တဲ့မိုင်းနာစုဂျူကောတို့ဤကလို့ခေါ်တယ်အနှုတ်15ဒီစတိအောင်မှာပဲသူကထိန်းသိမ်းပါမယ်တဲ့နော်ယူရဲတာကိုလို့ခေါ်ရပါဆိုလို့ရှိရင်ရေပွဲပြုတ်ပေါ့လေနော်ပြုတ်ထားတဲ့ရေပွဲကြီးဆိုလို့နော်ဂျူးတို့ဤကလို့ခေါ်တယ်30ဒီစတိအောင်မှာထားပါမယ်တဲ့နော်ပြုတ်ထားတဲ့ရေပွဲဆိုလို့ရှိရင်30ဒီအောင်မှာထားမယ်စိန်ဆန်ယိုခါယူလို့ခေါ်ရပါလဲဆိုလို့ရှိရင်လက်ဆက်တဲ့စိန်ဆန်ဆိုတာကလက်ဆက်တဲ့ယိုခါယူလို့ခေါ်တယ်လက်ဆက်တဲ့ပင်လယ်စာရေဆိုလို့ရှိရင်တော့တဲ့ကောတို့ဤကလို့ခေါ်တယ်9ဒီစတိအောင်မှာထိန်းသိမ်းပါမယ်တဲ့နော်လက်ဆက်တဲ့ပင်လယ်စာရေဆိုလို့ရှိရင်9ဒီစတိအောင်မှာထိန်းသိမ်းပါမယ်ယိုခါယူဆိုတာကပင်လယ်စာမျိုးလို့တည်ပြီးသားပါနော်ဟုတ်ပြီလေတိုစီဆန်ပုစုလို့ခေါ်တယ်ဆိုရင်လေတိုဆိုတာအေးခဲထားတဲ့ရေနဲ့ပတ်သက်တဲ့ပစ္စည်းတွေနော်အေးခဲထားတဲ့ဘာဆိုလို့ရှိရင်ပြည်နာကောဒီမှာကြောအရင်နဲ့ပတ်သက်အရာဆိုတော့ပင်လယ်နဲ့ပတ်သက်တဲ့အရာတွေပဲနော်ပင်လယ်စာနဲ့ပတ်သက်တဲ့အရာတွေအေးခဲထားတဲ့ပင်လယ်စာနဲ့ပတ်သက်တဲ့အရာတွေကြောဆိုရင်ဘယ်မှာထိန်းသိမ်းပါလဲဆိုရင်ねマイナス18လို့ဤကလို့ခေါ်တဲ့အနှုတ်18ဒီစတိရမှာသူထိန်းသိမ်းပါမယ်တဲ့နော်အနှုတ်18ဒီစတိရမှာသူထိန်းသိမ်းပါမယ်ဒါကြောင့်ပါဆိုလို့ရှိရင်လေတိုရှုပ်ခွင်းလို့ခေါ်ရပါလဲဆိုရင်လေတိုရှုပ်ခွင်းဆိုပါဆိုလို့ရှိရင်သူကလည်းပဲအေးခဲထားတဲ့အစားတောက်တွေပဲအေးခဲထားတဲ့အစားတောက်တွေဆိုလို့ရှိရင်အနှုတ်18ဒီဂရီစစီရဲ့အောက်မှာပဲထိန်းသိမ်းရပါမယ်တဲ့ပြီးတော့ဆိုလို့ရှိရင်အခီဂျိုယူရှိလို့ခေါ်ရနော်ယူရှိအခီဂျိုယူရှိဆိုပါဆိုအရေးပုံစံအစီကိုပြောရနော်အခီဂျိုယူရှိဆိုတာအရေးပုံစံအစီအရေးပုံစံအစီကြောက်မှာဆိုရင်ရှစ်စုံနဲ့နော်အခန်းတွဲပူချိန်မှာထိန်းသိမ်းပါအခုမင်းတို့ချက်စားနေတဲ့စီပေါ့ကွာနော်အဲ့လိုမျိုးစီဆိုလို့ရှိရင်တော့
အခန်းတွေပူချိန်မှာပဲထိန်းသိမ်းပါမယ်တဲ့မဟုတ်လို့ရှင်ခဲသွားမှာဟုတ်အေးလို့ရှင်အဲဆိုလို့ရှင်ခိုးခဲယူရှိလို့ခေါ်ရပါဆိုလို့ရှင်ခိုးခဲယူရှိလို့ခေါ်တဲ့အခဲပုံစံအရေးကိုစီဒီပြောတာနော်အခဲပုံစံစီဒီကိုကျတော့ဆိုရင်ဘယ်မှာထိန်းသိမ်းပါလဲဆိုရင်တက်ဆက်ဒီဆက်စီရမှာထိန်းသိမ်းပါမယ်တဲ့နော်အမှသူပါတယ်ပါဆိုလို့ရှင်ဘာတို့လို့ပါဆိုလို့ရှင်မန်ဂါရင်းတို့ရှိုဒိုနင်းကူလို့ခေါ်ရပါလေနော်အဲ့ဒါလေးပေါ့နော်အဲ့တော့ဘာတို့ကတော့ဆိုပါစင်ဝက်စီကိုပြောတာနော်ဝက်စီကိုပြောတာမန်ဂါရင်းပဲပြီဆိုတော့ရှိုးတိုနင်းကူဆိုတာကစီခဲကိုပြောတာဒီဒါတွေကမမှတ်လည်းရတယ်ပြဿနာမရှိဘူးဆိုတော့စီခဲတွေလို့တင်ရပြီနော်ခိုခဲယူရှိလို့ခေါ်စီခဲတွေဆိုလို့ရှင်တစ်ဆက်ပြီးစစ်တပ်မှာထိန်းသိမ်းပါမယ်ခါရာစုကီတမခိုလို့ခေါ်ရပါစေအခွန်ပါတဲ့အကျုပ်ကိုပြောတာနော်ပြောနေတာအခွန်ကျုပ်ကိုပြောချင်တာနော်ခွဲမှတ်ထားတဲ့ကျုပ်ကိုပြောတာအဲ့ကျုပ်ကိုကြောတစ်ဆက်ပြီးစစ်ရောက်မှာထိန်းသိမ်းပါမယ်တဲ့အခီလန်လို့ခေါ်တဲ့အရေးပုံစံကျုပ်နော်အရေးပုံစံကျုပ်ဆိုတော့ပြောနေတာခွဲထားပြီးသားအရေးတွေပဲတည်တဲ့အဲ့လိုမျိုးကျုပ်တွေဆိုလို့ရှင်နော်တဲ့နော်8 degree စစ်ရောက်မှာဆိုရထိန်းသိမ်းပါမယ်အပြီးတိုခဲဆလန်လို့ခေါ်ရပါစေတိုခဲဆလန်ဆိုတာကဘာလဲဆိုလို့ရှင်အေးခဲထားတဲ့ကျုပ်ကိုပြောတာနော်အေးခဲထားတဲ့ကျုပ်တွေဆိုလို့ရှင်တော့တဲ့အနှုတ်18 degree ဆက်ရမှာဆိုရထိန်းသိမ်းပါမယ်တဲ့နော်အနှုတ်18 degree တောင်မှထိန်းသိမ်းပါမယ်စိစံခါကြီးစုလို့ခေါ်ရပါဆိုရှင်လက်ဆက်တဲ့ပါဆိုဘယ်လိုပြောမလဲလက်ဆက်တဲ့တီးဝင်လန်နေပြောတာနော်ခါကြီးစုကတီးဝင်လန်ကိုပြောတာစိစံခါကြီးစုဆိုရင်လက်ဆက်တဲ့တီးဝင်လန်ဆိုလို့ရှိရင်တော့ထိန်းသိမ်းပါလဲဆိုလို့ရှင်တီးဝင်လန်နဲ့ရဆိုင်ဆိုရင်ဟင်းသိမ်းရွက်ဒီဆိုလို့ရှိရင်တော့တဲ့10 degree ဆက်ကြီးရဲ့နော်ပြန်တော့ကြောင့်ဇန်ကောလို့ပြောရမှာလားရှေ့နောက်ဆိုတော့ပါ10 degree ဆက်ကြီးရဲ့မှာအပေါ်မှာအရှိမှာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်10 degree ရဲ့အောက်ပေါ်မှာလည်းအောက်မှာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်သူကအသီးနှံတွေပုံမှာမူတည်ပြီးဆိုရင်ထိန်းသိမ်းကြမှာပေါ့ဟုတ်ပြီနော်အဲ့ဆိုလို့ရှိရင် U လို့ခေါ်ရပါဆိုရင်new လို့ခေါ်ရပါဆိုရင်နွားနို့ပြောတာနော်နွားနို့လို့ပါဆိုလို့ရှိရင် no shuku new လို့ပါဆိုလို့ရှိရင် daishin new လို့ new တွေပြောဆိုလို့ရှိရင် kurimu လို့ခေါ်ရတဲ့ဟာတွေရတယ်နော်ပြင်လာတော့နွားနို့နဲ့ပတ်သက်တဲ့အရာတွေပဲပေါ့ဒီနော်နွားနို့နဲ့ပတ်သက်တဲ့အရာတွေအကုန်လုံးကိုဘာလို့မှာဆိုလို့ရှိရင်10 degree ဆက်စီရမှာထိန်းသိမ်းပါမယ်တဲ့အဲ့မှာဘာလဲဆိုလို့ရှိရင်ဘာသားလို့ခေါ်ရဲဆိုတော့ဘာလဲဆိုရင်ထောဘတ်တို့နော်ထောဘတ်တို့ပါဆိုလို့ရှိရင် cheese တို့ cheese တို့ပြပါဆိုလို့ရှိရင် lamb new လို့ခေါ်တဲ့ nose တွေအဲ့ကောင်တွေကိုတော့15 degree ဆက်စီရမှာထိန်းသိမ်းပါမယ်တဲ့ဟုတ်ပြီနော်ဝါရှိကနယ်လီချက်မြန်မာလူချက်လေးပြပြပေးမယ်ဘာဆိုအစိစံမျိုးစားကြီးဆိုလို့ရှိရင်15 degree ဆက်စီရမှာထိန်းသိမ်းမယ်ဟုတ်ပြီနော်ဒီအစိစံမျိုးစားကြီးနဲ့ပြုလုပ်ထားတဲ့အစားတောက်တွေပြင်တာဂျုံဖုတ်နေတို့ဒီကွန်ဖုတ်နေဆိုလို့ရှိရင်တော့အခန်းတွဲပူချိန်မှာထိန်းသိမ်းပါမယ်ဟင်းကက်အမိုးကြိုင်နေဆိုရင်တော့အခန်းတွဲပူချိန်မှာထိန်းသိမ်းမယ်စားလို့ရတဲ့အသားဆိုရင်တော့10 degree ဆက်စီရမှာထိန်းသိမ်းမယ်စားလို့ရတဲ့အသားရင်းနဲ့ထုတ်လုပ်ထားတဲ့အစားတောက်တွေဆိုလို့ရှိရင်တော့10 degree ဆက်စီရမှာထိန်းသိမ်းပါမယ်စားလို့ရတဲ့အေးခဲထားတဲ့စားလို့ရတဲ့အသားတွေဆိုလို့ရှိရင်15 degree ဆက်စီရမှာထိန်းသိမ်းပါမယ်တဲ့နော်အေးခဲထားတဲ့စားလို့ရတဲ့အသားရင်းနဲ့ပြုလုပ်ထားတဲ့အစားတောက်တွေဆိုလို့ရှိရင်လည်း15 degree ဆက်စီရမှာဆိုတော့ထိန်းသိမ်းပါမယ်ပြပါဆိုလို့ရှိရင်ရေဝဲလုပ်တွေဆိုလို့ရှိရင်တော့10 degree ဆက်စီရမှာထိန်းသိမ်းမယ်ပြလက်ဆက်တဲ့ပင်လယ်စာတွေဆိုလို့ရှိရင်5 degree ဆက်စီရမှာဆိုတော့ထိန်းသိမ်းမယ်ပြပါဆိုလို့ရှိရင်အေးခဲထားတဲ့ဒီပင်လယ်စာနဲ့ပတ်သက်တဲ့ပေါ့နော်ရေနဲ့ပတ်သက်တဲ့အစားတောက်တွေဆိုလို့ရှိရင်18 degree ဆက်စီရမှာဆိုတော့ထိန်းသိမ်းပါမယ်အေးခဲထားတဲ့အစားတောက်တွေဆိုလို့ရှိရင်လည်း18 degree ဆက်စီရမှာထိန်းသိမ်းပါမယ်ပြန်ကအရေးပုံစံစီဆိုလို့ရှိရင်အခန်းတွဲပူချိန်မှာထိန်းသိမ်းမယ်အေးခဲထားတဲ့စီဆိုလို့ရှိရင်10 degree ဆက်စီရမှာထိန်းသိမ်းမယ်ပြီးတော့ကြက်ဥဆိုလို့ရှိရင်10 degree လောက်မှာထိန်းသိမ်းမယ်ပြီးတော့ကြက်ဥအနှစ်ပေါ့နော်ပြန်ကအရေးသီးတဲ့အကုန်မပါတော့တဲ့ကြက်ဥတွေဆိုလို့ရှိရင်တော့8 degree ဆက်စီရမှာထိန်းသိမ်းမယ်ပြီးတော့ပါဆိုလို့ရှိရင်ဒီလိုမျိုးပါလဲဆိုခဲထားတဲ့ပေါ့လေနော်ကြက်ဥတွေဆိုလို့ရှိရင်လည်းကြက်ဥတွေဆိုရင်ဆိုတာ18 degree ဆက်စီရမှာဆိုတော့ထိန်းသိမ်းမယ်ပြီးတော့ပါလဲဆိုလို့ရှိရင်လက်ဆက်တဲ့တီးဝလန်နဲ့ဟင်းသိမ်းရွက်တွေဆိုလို့ရှိရင်တော့10 degree ဆက်စီရမှာထိန်းသိမ်းပါမယ်တဲ့ဆို10 degree ရှင်းနောက်ပေါ့နော်ရှင်းနောက်မှာဆိုတော့ထိန်းသိမ်းမယ်ဒီနွားနို့နဲ့ပတ်သက်တဲ့ဟာကြီးအကုန်လုံးကိုဘာလို့မှာဆိုရင်10 degree ဆက်စီရမှာဆိုတော့ထိန်းသိမ်းမယ်အဲ့မှာဆိုလို့ရှိရင် ထောဘတ်တို့ cheese တို့နော်နို့စီဆိုလို့ရှိရင်တော့15 degree ဆက်စီရမှာဆိုတော့ထိန်းသိမ်းပါမယ်တဲ့ဝေတော့ချွေးကြီးမှာဆိုလို့ရှိရင်80တဲ့ခန်းဆိုစတာဘာရှော့ဘာရှော့တဲ့ဟိုကန်ရှိမှပြီလားနော်ဒီချွေးကြီးမှာဆိုလို့ရှိရင်သူဘာလို့ထိန်းသိမ်းမှာလဲတဲ့အခန်းထဲပူချိန်မှာထိန်းသိမ်းမှာကပြင်နော်ဒီဂျုံမုတ်နေတို့ကော်မုတ်နေတို့အဲ့ဒါတွေကိုအခန်းထဲပူချိန်မှာထိန်းသိမ်းမယ်ပြောတာမဟုတ်လားအဲ့မှာဆိုသူကချွေးကြီးမှာဆိုရင်နော်အခန်းတွင်းပူချိန်မှာအခန်းတွင်းနဲ့အပူချိန်မှာဆိုရင်ခန်းဆိုးဆိုတာ6တွေ့တဲ့နော်6တွေ့တဲ့နေရာမှာထိန်းသိမ်းရမယ်တဲ့ဆိုနေရဆိုလို့ရှိရင်သူအဆိုးပြန်မှာဟုတ်အဲ့လိုပြောချင်တာနော်အဲ့မဲ့ချွေးကြီးမှာကျတော့ဆိုရင်ဒီမှာချွေးကြီးကိုကြည့်ကြမယ်ချွေးကြီးဒါကချွေးကြီးပါမလုံးနဲ့မြဲတယ်ဟုတ်ဟုတ်ပြီဆိုရင်ချွေးကြီးမှာကျတော့ဆိုရင်ဒီမှာကြည့်ရနော်လက်ဆက်တဲ့တီးဝလန်နဲ့ဟင်းသိမ်းရွက်တွေကိုဆိုရင်ဘယ်မှာထိန်းသိမ်းမှာလဲဆိုရင်ကြာပြီယိုခီယိုဟာတာခါတိုရဆိုင်နိုနာကာဝပြင်နာကထည့်ထားရပါတော့ထည့်စရာခွက်တီတို့နော်ခွက်တီနဲ့ပြင်ဟင်းသိမ်းရွက်တွေထဲမှာဆိုလို့ရှိရင်ဟိုကန်အုံးတို့ကထိန်းသိမ်းတဲ့အပူချိန်ကတဲ့ရှီတေးဆိုင်တဲ့အေးတွေပါဆိုလို့ရှိရင်ဘိုင်ကအာရီမတ်ဟုတ်ပြီနော်ပြင်နာပါလဲဆိုလို့ရှိရင်ဒီရှီတေးဆိုင်တဲ့အေးဆိုတာကပါဆိုလို့ရှိရင်ညွှန်ပြထားတဲ့နော်သတ်မှတ်ထားတယ်ပါဆိုလို့ရှိရင်အခြေအနေတွေလည်းရှိပါတယ်တဲ့ပြောချင်တာတော့ဟင်းသိမ်းရွက်တွေတီးဝလန်တွေကိုထိန်းသိမ်းဖို့အတွက်သတ်မှတ်ထားတဲ့နော်သူ့မှာလည်းအပူချိန်ရှိရဆိုတာမင်းနဲ့ဆိုတော့သိရမယ်ပေါ့ဒီနော်အဲ့တော့ဒါကတော့အရေးမကြီးဘူးအဓိကဆိုဒီဟာလေးနည်းနည်းလေးဖတ်ထားမယ်ပေါ့လေနော်သူကလည်းသူတွေးမိအောင်လို့မင်းနဲ့ဆိုတော့ဖတ်ပေးထားပါမယ်ဟုတ်ပြီအဲ့ဒါဆိုတော့ဒီဘက်ကိုဟိုဘက်ကိုဆက်ကြည့်ရမယ်နော်
ဒီကန်စားရောတဲ့ကုန်ကြမ်းပစ္စည်းကိုလေးစုကုနာကနိနော်ရေကတိတာတွေကိုတဲ့နော်ကုန်ကြမ်းပစ္စည်းကိုရေကတိတာတွေကိုနော်sorry လေးစုကုနာကနိဘာဆိုရင်စုခိမာနာခုစုမဲခုနဲ့တဲ့ဝအိခဲမှာဆန်နေပြီဒါနော်ဒီကုန်ကြမ်းပစ္စည်းတွေကိုတဲ့ရေကတိတာတွေမှာစုခိမာနာခုပါဆိုရင်စမဲခုနဲ့တဲ့ဝအိခဲမှာဆန်ဆိုဘယ်လိုလဲဆိုရင်နေစုခိမာနာခုဆိုတာနေရာလည်းမရှိတာပြောနော်နေရာလည်းမရှိအောင်လို့မလို့ဆိုရင်စမဲခွန်တဲ့ဝအိခဲမှာဆန်ဆိုပါဆိုရင်ပြည့်ကျက်နေအောင်လို့ပြောတာလေထားလို့မရပါဘူးတဲ့စုခိမာက9တို့ပြန်ကနေရာလည်းမရှိတော့ဘူးဆိုရင်တဲ့လိခိကလီတွေကနော်အင်းနေတဲ့လီတွေကလိစုခု9နော်ရေကတိတာအတွင်းနဲ့ဇန်တိုင်းဆိုတာကအားလုံးပါဆိုလို့ရှိရင်မာဝရဏခုနာဒီဆိုရင်ပါဆိုရင်မလဲပတ်နိုင်တာမျိုးတွေဖြစ်ပြီးတော့ဂန်စာရောကိုကုန်ကျန်းပစ္စည်းကိုတဲ့ဂျူကူနိလုံလောက်ဖျားစုကူတို့ကဒေခိနိုင်ခါရတဲ့ပါဆိုရင်မအေးစီနိုင်တဲ့ကြောင်ဖြစ်ပါတယ်တဲ့ပြန်ပြမယ်နော်ကုန်ကျန်းပစ္စည်းကိုရေကတိတာရေးထည့်တဲ့ခါမှာဆိုလို့ရှိရင်နော်နေရာလည်းမရှိစုပုံနေရာထားလို့မရဘူးတဲ့နော်အဲ့လိုမျိုးနေရာလည်းမရှိစုပုံထားမယ်ဆိုရင်လည်းလီတွေကရေကတိတာရဲ့မှာညင်းအတွင်းပိုင်းတစ်ခုလုံးပါလာတယ်မလဲပတ်နိုင်တော့ဘဲနဲ့ကုန်ကျန်းပစ္စည်းကိုလုံလောက်အေးစီတာမျိုးတွေမဖြစ်နိုင်တော့ဘူးတဲ့လေတုကုနိုဘာယဝပြီနော်ရေကတိတာရဲ့မှာအခြေအနေမှာဆိုလို့ရှိရင်တော့တဲ့ဆိုရင်လေတုကုဆိုတာအခဲခဲအခြေအနေမှာဆိုလို့ရှိရင်တော့တဲ့လေတုရှုကူရင်ကိုနော်အေးခဲမဲ့အစားတောက်တွေကိုတဲ့ဟာချိကာရခုဝါရီဆိုတာကမှတ်ထားမယ်နော်ပြည်နာက100ရာခိုင်နှုန်းမှာဆိုလို့ရှိရင်80ရာခိုင်နှုန်းနေပြီ90ရာခိုင်နှုန်းအထိပဲနော်100ရာခိုင်နှုန်းပြောင်းမထည့်ရဘူး80ရာခိုင်နှုန်းနဲ့90ရာခိုင်နှုန်းအထိပဲဘာလို့မှဆိုလို့ရှိရင်ဆိုရင်စုမေတဟိုကနော်စုပုံပြီးတော့လှုပ်ထားတယ်ပါဆိုလို့ရှိရင်တခိုင်နိဟာယာရှိအတဲ့ပြည်နာကအဲ့လိုလှုပ်ထားတာကနော်ပြည်နာကမြို့ကရေကတိတာတွေကို10ဘူးထည့်လို့ရတယ်ဆိုလို့ရှိရင်အဲ့10ဘူးလို့မထည့်ဘဲနဲ့10ဘူးလို့9ဘူးလို့ပဲထည့်မယ်လို့ပြောချင်တာနော်အဲ့လိုမျိုးလုပ်တာပါဆိုလို့ရှိရင်ဟီယာတဲဆိုပါဆိုလို့ရှိရင်ဒီလေအေးတွေနဲ့နော်အေးစီပြီးတော့ဆိုလို့ရှိရင်ဆဲဆိုတဲ့နိစနာကာဒီမတ်နော်အေးစီဆဲဆိုတဲ့နိဆိုတာကလျှက်စစ်ကိုပြောတာနော်လျှက်စစ်မီတာကကိုလည်းထွေတာရောက်ပါမယ်တဲ့ဆဲဆိုတဲ့နိစနာကာဒီမတ်ဆိုရင်လျှက်စစ်မီတာကိုလည်းထွေတာကရောက်ပါမယ်တဲ့လေးစုကိုရနော်လေးစုကိုဆိုတာပါဆိုလို့ရှိရင်ရေကတိတာနဲ့လေးစုကိုနို့တို့ဟာကိုတဲ့နော်အခဲကန်းနေရာမှာတကားကိုအာခဲမနိရှိတဲ့ဝိုက်ခဲမှာစမ်းဟုတ်တယ်ရဲမဲ့ဖွင့်ထားလို့မရအဲ့ဒါလည်းမြင်တာမယ်ဒါမှမဟုတ်မေးပါတယ်နော်ဟုတ်ပြီအေးခဲခဲနေရာမှာဆိုပါလဲဆိုလို့ရှိရင်အေးခဲခဲနေမှာတကားကိုဖွင့်ထားတဲ့အတိုင်းပဲထားလို့မရပါဘူးတဲ့သူကမရတဲ့အကြောင်းကြီးကဒီမှာနော်ဒီကမင်းတို့ဖြေရတာပဲအဲ့ဆိုရှင်တေယုံကိုသာစုကိုတို့ကတည်းကခါရတယ်နော်တေယုံဆိုတာကနိုင်တဲ့အပူချိန်နော်နိုင်တဲ့အပူချိန်ကိုဆိုရတယ်မထိမ့်သိမ့်နေတဲ့ကြောင်ဖြစ်ပါတယ်တဲ့နော်နိုင်တဲ့အပူချိန်ကိုမထိမ့်သိမ့်နေတဲ့ကြောင်ဖြစ်ပါတယ်တေယုံဆိုတာကနိုင်တဲ့အပူချိန်ကိုတမို့ဆိုတာထိမ့်သိမ့်တာမထိမ့်သိမ့်နိုင်တဲ့ကြောင်ဖြစ်ပါတယ်တဲ့အမေဆိုဆက်ကြည့်အောင်နော်အမေဆိုဆက်ကြည့်မယ်ဆိုတော့ကဆိုရင်ဒီမှာဗာပြထားလဲဆိုရင်လိစုလိတုခိုတဲ့လိစုကုနုနာကန်တို့ကွန်တို့ကတဲ့နော်အေးခဲအခဲကန်းနေဆိုရင်လိတုကရေကတိတာအခဲကန်းနော်အခဲကန်းနေနော်ရေကတိတာတွေရဲ့မှာတဲ့အတွင်းပိုင်းအပူချိန်ကတဲ့နော်မိုင်းရှိဒီတိုင်းတရာရှိမှန်မှန်ကန်ကန်အွန်တို့နိအပူချိန်ကိုတမိုတာဆိုရယ်တမိုတာတဲ့တေရီကနော်ထိမ့်ထားရလားဆိုတာကိုတဲ့နော်တေဟိတကိနိဆိုတာတီတီချာချာလေးဘာလို့လို့ရှိရင်ဆိုခုတေရှိတဲ့ဟုတ်ပြီနော်တီတီချာလေးဆိုတော့ဘာလို့လို့ရှိရင်မှတ်တမ်းတင်ပြီးတော့နော်စောင့်ကြည့်ပြီးတော့နော်တီချာလေးကိုတင်ကြည့်ပြီးတော့ပါဆိုရင်ဆိုနုခဲကကိုတဲ့အဲ့ဒီရလဲကိုဘာလို့မှဆိုလို့ရှိရင်ကီလိုခုရှိမှတ်တမ်းတင်ပါမယ်တဲ့ပြောချင်တာကအခဲကန်းအေးကန်းနေရမှာပါဆိုလို့ရှိရင်အတွင်းပိုင်းအပူချိန်ကိုတဲ့နော်နေတိုင်းမှန်ကန်ကန်အတွင်းပိုင်းအပူချိန်ကိုမှန်ကန်ပါဆိုလို့ရှိရင်ထိမ့်သိမ့်နေရလားဆိုတာကိုတီချာလေးပါတင်စောင့်ကြည့်ပြီးတော့ဆိုတော့ဘာလို့မှဆိုလို့ရှိရင်အဲ့ရလက်ကိုကီလိုခုရှိမှခဲကဆိုတာရလက်နော်ရလက်ကိုကီလိုခုရှိမှကမှတ်တမ်းတင်ပါမယ်တဲ့ဟုတ်ပြီအဲ့တော့ကြည့်အောင်ဆက်ပြီးတော့ရှုပ်ခွင်းဟင်းအိစိတ်ဟူတွေကအစားတော့ပုံမှန်အနေကင်းစီဆိုဟိုတွေဆိုတာကဒီနီလန်းမှာကတဲ့နော်ဘာဆိုလို့ရှိရင်လိစုကိုကအတွင်းပိုင်းအပူချိန်ကတဲ့ minus ဂျူကိုတို့ဤကဒါလေးလည်းမြင်ထားမယ်နော်ဆိုရင်ပြင်တာကအစားတော့ပုံမှန်အနေကင်းစင်ဖို့အတွက်နော်အစားတော့ပုံမှန်အနေကင်းစင်ရေထွန်းထားမှုအတွက်တဲ့နော်ရေကတစ်တာရဲ့မှာလိတုကိုအခဲခဲရမှာအပူချိန်ဘယ်လောက်ပြန်မှာလဲဆိုရင်အနှုတ်15ဒီဆက်စီရဲ့အောက်ပြန်မှာဖြစ်ပြီးတော့လေးစုကိုဆိုရင်တော့10ဒီဆက်စီရဲ့အောက်မှာသတ်မှတ်ထားပါမယ်ဒါဆောင်မှမေးပါရနော်အရေးကြီးတယ်မေးတယ်နော်ဟုတ်ပြီဆိုတော့ဒီအစားအသောက်ဒီပုံမှန်ပြောနေရေကတစ်တာရဲ့မှာအေးခဲနေရဲ့မှာရှိနေတဲ့အစားအသောက်တွေရဲ့မှာပုံမှန်အနေကင်းစီစီမံဆောင်ရွက်မှုလုပ်ဖို့အတွက်ကတဲ့နော်ဒီအခဲခဲဆိုလို့ရှိရင်အနှုတ်15ဒီဆက်စီအောက်မှာထားပြီးဖြစ်ပြီးတော့အေးခဲလို့ခေါ်ရေကတစ်တာရဲ့မှာဆိုလို့ရှိရင်နော်10ဒီဆက်စီအောက်မှာပဲထားပါမယ်တဲ့ညင်တာထားမယ်နော်ဆောင်မှမေးတယ်ဟုတ်ပြီအဲ့တော့ကြည့်အောင်လေးစုကိုရလေးစုကိုနာကနိုတာနာယယူကဝအေးအဲ့ဆိုရင်အေးကန်းအခဲကန်းနေရမှာတဲ့နော်
အတွင်းမှာရှိနေတဲ့တန်းလာဆိုတာစင်နေနော်တန်းလာဆိုတာစင်နေကိုတဲ့စင်နေနဲ့ယူကဆိုတာဆိုရင်ကျမ်းပြင်နေတဲ့စင်နေနဲ့ကျမ်းပြင်တွေကတဲ့တေခိဆိုတာပါဆိုရင်ပုံမှန်လေးနော်စိတ်ဆိုးရှိတယ်ဆိုတာတန်းရှင်းလို့ပြီးတော့လေဆိုးကိုရလေတို့ကိုနို့နာကောက်နော်အေကဲခဲခဲနေရမှာအတွင်းပိုင်းကိုတဲ့စိတ်ကစနိတန်းရှင်းစင်ကြံနေအောင်လို့ပါဆိုရင်တောက်မှုချီမစကဆိုရင်ထိမ့်သိမ့်ပါမယ်တဲ့တန်းရှင်းစင်ကြံနေအောင်လို့ဆိုရင်ထိမ့်သိမ့်ပါမယ်တဲ့အမေနော်ဟုတ်ပြီအဲ့ဆိုရင်ဥလိကြည့်အောင်ဥရကြပါဆိုလို့ရှိရင်ရှီယိုခီကန်ရေရှိုးမိခီကန်ရေရှိုးခီကန်ဒါအရေးကြီးပါတယ်နော်ဆောင်းမှလည်းပြီးပါတယ်ဒါပြီးရှီယိုခီကန်လို့ခေါ်ရပါဆိုရင်အသုံးပြုရမယ်အကောင်းဆုံးအသုံးပြုရတဲ့အချိန်ပြောတာနော်ရှီယိုဆိုတာကအသုံးပြုတာခီကန်ဆိုတာကန့်သက်ကာလကိုပြောတာနော်အသုံးပြုရမယ်ကန့်သက်ကာလနော်မြန်မာလိုဘာသာအပြန်ချင်းတိုင်းဘာသာပြန်ချင်းအဲ့လိုဘာသာပြန်လို့ရတယ်အသုံးပြုရမယ်ကန့်သက်ကာလရှိုးမိခီကန်လို့ခေါ်ရရင်စားသုံးလို့ရတယ်အကောင်းဆုံးစားသုံးလို့ရတဲ့နော်အရသာရှိစားသုံးနိုင်တဲ့ကန့်သက်ကာလနော်ရှိုးခီကန်ဆိုတာကနောက်ဆုံးစားသုံးရမယ် expiry ကိုပြောတာအတိပ္ပယ်တွေမတူနော်ရှီယိုခီကန်ဆိုတာအကောင်းဆုံးအသုံးပြုရမယ်အကောင်းဆုံးအသုံးပြုရမယ်ကန့်သက်ကာလအသုံးပြုမဲ့ကန့်သက်ကာလရှိုးပြီးခီကန်ဆိုတာကအရသာရှိစားသုံးလို့ရတဲ့ကန့်သက်ကာလနဲ့ရှိုးပြီးခီကန်လို့ခေါ်တဲ့နောက်ဆုံးစားသုံးလို့ရမယ်နော် expire date ရက်ကိုပြောတာတဲ့မကြည့်ကြအောင်ပါပြီနော်ဟုတ်ပြီရှိုးခီကန်တို့ကရှိုးခီကန်ဆိုတာကတဲ့နော်ဟုတ်ပြီပြန်ကအသုံးပြုမဲ့ကန့်သက်ကာလဆိုတာကဂန်းစာရောကိုညံ့ပြည်စီကို scatter မို့အသုံးပြုတဲ့အခါမှာဆိုလို့ရှိရင်ယိုဤကောင်းတဲ့နော်အသုံးပြုရင်လည်းပဲပါတယ်ကောင်းတဲ့ပါဆိုလို့ရှိရင်ခီကန်ကာလရမှာစိုင်ကိုတို့ဟိဆိုတာကနောက်ဆုံးရက်ကိုဆိုလိုခြင်းဖြစ်ပါတယ်တဲ့အပြီးရှီယိုခီကန်ကိုတဲ့နော်ပြီးအသုံးပြုရမယ့်ကန့်သက်ကာလကိုစတူကီတာကျော်လွန်သွားတဲ့ဂန်းစာရော်ကပုံကျဲ PCD ကိုတဲ့စကာတေဝအိခဲမှာဆန်အသုံးပြုလို့မရပါဘူးတဲ့ရှီယိုခီကန်ကနော်ဒီအသုံးပြုရမယ့်ကန့်သက်ကာလကတဲ့ဆိုရဲနိုဂန်းစာရော်တဲ့ခီမင်းလာလေမတ်နော်အတီးတီးတော့ပုံကျဲ PCD ပေါ်မူတည်ပြီးတော့ခီမင်းလာလေမတ်ကသတ်မှတ်ပါတယ်တဲ့ဂန်းစာရော်တို့ရှီယိုခီကန်ကိုခီမဲလူနိုကပုံကျဲ PCD ရဲ့မှာအကောင်းဆုံးအသုံးပြုရမယ့်ကန့်သက်ကာလနော်သတ်မှတ်တာကတဲ့ဆိုလိုဂန်းစာရော်ကိုအဲ့ဒီပုံကျဲ PCD ကိုစကောက်ကိုအသုံးပြုတဲ့ရှုခွင်းဆေးဆိုခုဂျိုတက်အသားလောက်တွေထုတ်လို့တဲ့စက်ရုံကပဲဖြစ်ပါတယ်တဲ့အဲ့ဒီဘက်ကိုမြန်မာလိုရှင်းပြပေးမယ်နော်ရှီယိုခီကန်လို့ခေါ်ရတဲ့အရင်ဘယ်နာကအသုံးပြုရမယ့်ကန့်သက်ကာလဆိုတာကတဲ့ကုန်ကျန်းပစ္စည်းကိုအသုံးပြုလဲပဲကောင်းမွန်နေတဲ့နော်ကောင်းတယ်ပါဆိုရင်ကန့်သက်ကာလရဲ့မှာပါဆိုရင်ကုန်ကျန်းပစ္စည်းကိုအသုံးပြုဖို့အတွက်နော်အကောင်းဆုံးအချိန်ကာလနော်ကန့်သက်ကာလရဲ့မှာနောက်ဆုံးရက်ကိုပြောချင်းဖြစ်ပါတယ်တဲ့ဒီအသုံးပြုရမယ့်ကန့်သက်ကာလကိုကြော်သွန်းသွားတဲ့ကုန်ကျန်းပစ္စည်းတွေကိုအသုံးပြုလို့မရပါဘူးတဲ့ဒီအသုံးပြုရမယ်ပါဆိုရင်ကန့်သက်ကာလကအမျိုးမျိုးသောကုန်ကျန်းပစ္စည်းတွေပေါ်မှာမူတည်ပြီးတော့သတ်မှတ်ပါတယ်တဲ့ကုန်ကျန်းပစ္စည်းတွေကိုအသုံးပြုရမယ်ကန့်သက်ကာလကိုတော့တဲ့အဲ့ဒီကုန်ကျန်းပစ္စည်းတွေကိုအသုံးပြုတဲ့ပါလဲဆိုလို့ရှိရင်စက်ယုံနေရပဲသတ်မှတ်ပါတယ်တဲ့ပြီနော်မှတ်ကြည့်မယ်ဘာဖြစ်လဲဆိုလို့ရှိရင်ဂန်းစားယောဂကုန်ကျန်းပစ္စည်းတွေကယုခိယထက်စရာတွေနဲ့ဖုခုလို့ဆိုရအဲ့ဒီတွေကိုတဲ့ဟိုက်တာထည့်ထားတဲ့ခါကိုရှုပ်ကွင်တို့ဘာယူကပြန်လာပြုတ်ပြမှုမှတ်ထားတဲ့အစားတောက်အခြေအနေမှာဆိုလို့ရှိရင်တော့တဲ့ယုခိယဖုခုလို့ဆိုယုခိဆိုတာထည့်စရာတွေနဲ့နော်ထည့်စရာခွက်တွေပြောနေတာခွက်တွေနဲ့ဖုခုလို့ဆိုတာအဲ့ဒီအားတဲ့နော်အဲ့ဒီမှာဆိုလို့ရှိရင်ရှိုးမိခီကန်ရဲ့ချိုးခီကန်တို့ဒိုချရာကနိုခီကန်ကဟီဆိုရင်ဟိုကြီးစားတဲ့တိမ်မက်ပြန်လာကဒီထက်စရာခွက်အဲ့ဒီနဲ့ခွက်တွေထဲမှာဆိုရင်ねနော်ဗာချင်းရှိုးမိခီကန်လို့ခေါ်တဲ့အကောင်းဆုံးအရသာရှိစားသုံးလို့ရမယ်အချိန်ကာလနဲ့နော်ရှိုးခီကန်လို့ခေါ်တဲ့နောက်ဆုံးစားသုံးရမယ် expire date နော် expire date ကိုတဲ့နော်ဒိုချရာကဆိုတာကဘယ်ဟာမဆိုနှစ်ခုစလုံးကိုပြောနေတာနော်နှစ်ခုစလုံးပါဆိုရင်နှစ်ခုစလုံးမှာဒီခီကန်လို့ခေါ်တဲ့ကန့်သက်ကာလတွေကိုတဲ့ဟိုကြီးစားတဲ့တိမ်မက်ဖော်ပြထားပါတယ်တဲ့ရှိုးမိခီကန်မှုရှိုးခီကန်မှုပြန်လာကရှိုးမိခီကန်ပဲဖြစ်ဖြစ်ရှိုးခီကန်ပဲဖြစ်ဖြစ်တဲ့ဆိုလိုခါကိုရှုကွဟင်းကိုအဲ့ဒီပြုပြင်မှတ်ထားတဲ့အစားအသောက်တွေကိုတဲ့ဆေးဆိုးစတာထုတ်လုပ်တဲ့ဆိုတော့ခီကျောကဒီလှုပ်ရှင်ကနော်လုပ်ငန်းကပါလဲဆိုလို့ရှင်ပြိုးကြည့်ရှိမှဖော်ပြပါတယ်တဲ့နောက်ကျွန်တော်ပြန်ပြမယ်အဲ့ဒီဘက်ကိုကုန်ကျန်းပစ္စည်းတွေကိုတဲ့နော်ထည့်ထားတဲ့နော်ထည့်စရာခွက်တွေနဲ့နော်ထည့်ထားတဲ့ထည့်စရာခွက်တွေနဲ့ပါဆိုရင်ဒီ80မှာကတဲ့နော်80မှာထည့်ထားတဲ့ပါဆိုရင်ကုန်ကျန်းပစ္စည်းဒီပြုပြင်မှတ်ထားတဲ့အခြေအနေမှာဆိုလို့ရှိရင်တော့တဲ့နော်ပြန်လာကအဲ့အစားတောက်တွေကိုပါလဲဆိုရင်ထည့်ထားတဲ့ခွက်တွေနဲ့80မှာဆိုလို့ရှိရင်ねနော်ရှုံးမိခီကန်နဲ့ချူခီကန်တွေကိုတဲ့နော်နှစ်ခုစလုံးကန့်သက်ကာလတွေကိုတဲ့ဖော်ပြထားပါတယ်တဲ့အဲ့ဒီရှုံးမိခီကန်ကိုချူခီကန်ကိုကနော်အဲ့ဒီအစားတောက်တွေကိုပြုလုပ်တဲ့နော်ထုတ်လုပ်တဲ့ပါဆိုရင်စက်ယုံတွေကပဲဗာလေလုပ်ငန်းတွေကပဲဖော်ပြပါတယ်တဲ့ဟုတ်ပြီနောက်ခုကြည့်မယ်ရှုံးမိခီကန်ဆိုတာကနော်ကျွန်တော်အကောင်းဆုံးအသုံးပြမယ်အချိန်ကာလကိုပြောချင်တာနော်ရှုံးမိခီကန်ဆိုတာကတဲ့မီခိုင်ဖူးကိုခါခုရွှေကိုရင်မီခိုင်ဖူးဆိုတာပါဆိုရှင်မဖွင့်ရသေးတာပါကင်မဖွင့်ရသေးတာပြောချင်တာနော်ပါကင်ပိတ်ထားတာပါကင်မဖွင့်ရသေးတဲ့ခါခုရွှေကိုရင်ကိုတဲ့နော်ပြုတ်မွန်းထားတဲ့အစားတိတ်တွေကိုခီမဲလာလက်တာသတ်မှတ်ထားတဲ့ဂျိုကန်တဲ့သတ်မှတ်ထားတဲ့ဆိုရင်ဂျိုကန်ဆိုတာကဆိုပါစေအခြေအနေမှာနော်အခြေအနေမှာတဲ့ဟိုးဆုံးရှိတာဘာယီနီနော်ထိနေရတဲ့အခြေအနေမှာဆိုလို့ရှိရင်ねအိုဝိရှိခုတာပဲလာတဲ့လူခီကန်တို့ဆိုင်ကုန်တို့ဟီတက်နော်အရသာရှိစားနိုင်တဲ့ခီကန်ကာလရဲ့မှာနော်ကန့်သက်ကာလရဲ့မှာဆိုင်ကုန်တို့ဟီတက်နောက်ဆုံးရက်ဖြစ်ပါတယ်တဲ့ရှုံးမိခီကန်ကစကီတာ
ဒီအပြင်းကဒီအရသာရှိစားသုံးနိုင်တယ်ပေါ့လေနော်ကန့်သက်ကာလကိုကြော်လွန်သွားတဲ့ရှုခွင့်တယ်မို့အစားတော့တွေကိုလည်းပဲတာဘဲတို့ကိုတုံကြီးပါတဲ့ခိမတ်ကစားလို့ရပြီမယ်လည်းပဲတဲ့ရှုခွင့်စိတ်ဆိုးခုချိုတွေကအစားတော့တွေထုတ်လို့တဲ့စက်ရုံတွေမှာကတော့တဲ့ appendix ကြီးရေဝရအနေနဲ့ဆိုရင်တော့တဲ့နော်ရှုံးမိခိကန်ကိုစူကီတရှုခွင့်ပြနာကဒီအကောင်းဆုံးရတာရှိစားသုံးနိုင်တဲ့အချိန်ကိုကြော်လွန်သွားတဲ့အစားတော့တွေပေါ့တဲ့စကိုင်းမှာဆက်အသုံးမပြုကြပါဘူးတဲ့နောက်ပြီးနော်မြန်မာစလို့ကအရှိမြန်မာလိုလေးမြန်မာလိုလေးအရှိတဲ့မျိုးဒီဟာလေးပါဒါမြင်ရမယ်လွယ်ပြင်းတာရှုံးမိခိကန်ဆိုတာကတဲ့နော်ပါကီမဖွင့်ရသေးတဲ့အစားတော့ပြုပြင်မှုထားတဲ့အစားတော့တွေကိုတဲ့သတ်မှတ်ထားတဲ့အခြေအနေမှာထိမ့်သိမ်းထားတဲ့နော်သတ်မှတ်ထားတဲ့အခြေအနေမှာဆိုရင်ထိမ့်သိမ်းထားတဲ့အခြေအနေမှာထိမ့်သိမ်းထားပြီးတော့ပေါ့လေနော်အရသာရှိစားသုံးနိုင်တဲ့နော်အရသာရှိစားသုံးနိုင်တဲ့ကန့်သက်ကာလရဲ့မှာနောက်ဆုံးရက်ကိုပြောတာဖြစ်ပါတယ်တဲ့ဒီရှုံးမိခိကန်ကိုကြုံသွားတဲ့အစားတော့တွေလည်းပဲတဲ့ဘာဖြစ်စားလို့ရပြီမယ်လည်းပဲတဲ့အဲ့အစားတော့တွေကိုပေါ့နော်အစားတော့တွေကိုထုတ်လို့တဲ့စက်ရုံတွေမှာကတော့ရေဘူးရနေဆိုရင်တော့ရှုံးမိခိကန်ကိုအကောင်းဆုံးအရသာရှိစားသုံးနိုင်တဲ့အချိန်ကိုကြော်လွန်သွားတဲ့အစားတော့တွေကိုတော့အသုံးမပြုကြဘူးတဲ့မနာဆိုတော့ဝါရှိဥပမာအနေနဲ့ပြောပြမယ်ဆိုလို့ရှိရင်ဝါရှိလို့ဆိုလို့ရှိရင်ဝါရှိကဒီတိုင်းမှာအမြင်နဲ့ဝါရှိရဲ့ဆိုရင်ဝါရှိရေးကဒင်ဂျင်ရှိရဲ့ဒင်ဂျင်တို့နွားတို့ရှိရဲ့ပေါ့လေနော်ဝါရှိရဆိုတော့ဒီကဒီသူတို့ဒီမှာ7-Eleven နေတို့ဒီကုန်တိုက်တွေမှာဆိုတော့ရောင်းတဲ့အခါမှာဆိုလို့ရှိရင်သူတို့ကဟို expiry ကိုကြည့်လို့ရှိရဲ့ဝယ်ပြီးတော့ expiry ကိုကြည့်ရဲ့ဟုတ်ပြီ expiry ကဟိုဒီကိုသူတို့ထားတဲ့ရက်နဲ့ကိုလက်ရှိကိုဝယ်ကိုရောက်တယ်လက်ရှိရက်နဲ့ပေါ့လေတိတ်မကွာသေးဘူးဆိုရင်ဝယ်လိုက်တယ်ဝယ်ပြီးဝယ်လိုက်တယ်အဲ့ကြားထဲမှာဆိုလို့စားရမယ်ဒီနောက်ကအခုပြလိုက်ပါတော့ဒိန်းချင်းကိုဆို15ရက်စားလို့ရမယ်ကွာ15ရက်စားလို့ရမယ်ဆိုသူတို့ထားစပြထုတ်ထားရက်ကကွာထားပါတော့တရက်နေ့ကထုတ်တယ်ဆိုလို့ရှိရင်တရက်နေ့ကထုတ်တယ်အဲ့ဆိုတိကျတယ်တရက်နေ့ကတိုင်းမျိုးဆိုပါလဲဆိုရင်ဒီကြားထဲမှာ9ရက်နေ့တောင်9ရက်နေ့အထိကနောက်10ရက်နေ့အထိပေါ့နော်10ရက်နေ့အထိကအကောင်းဆုံးစားသုံးလို့ရတဲ့အချိန်ကာလနော်ဒီရှိုးမိခီကန်ကိုတတ်မှတ်လို့ရတယ်ဒါပေမဲ့တက်ွက်ပဲမှတ်မယ်ကွာ15ရက်15ရက်လုပ်တယ်ဆိုလို့ရှိရင်15ရက်အတွင်းခံတယ်ဆိုလို့ရှိရင်သူတို့ expiry ကပေါ့နော်နောက်ဆုံးစားသုံးရမယ့်ရက်က15ရက်နေ့လို့သတ်မှတ်ထားတယ်ထုတ်တာကဆိုရင်တရက်နေ့ထုတ်တယ်အဲ့တော့ဆိုရင်တရက်နေ့ရတယ်ဆိုရင်9ရက်နေ့အတွင်းဆိုလို့ရှိရင်အကောင်းဆုံးအရသာရှိစားသုံးလို့ရမယ်ကျန်တဲ့ဟာတွေကနော်အဲ့အရသာရှိစားသုံးနိုင်တဲ့အချိန်ကိုကြောသွားရင်လည်းပဲစားလို့ရတယ်ဘာလို့ဆို expiry ကမကုန်သေးဘူးကိုပြောချင်တာကအရသာရမ်းရှိရတယ်နည်းနည်းလေးအရသာလေးနည်းနည်းပြောင်းသွားမျိုးကွာမှာပေါ့နော်ဝါရှိဆိုလို့ရှိရင်ဒိန်းကြီးတွေဝယ်တယ် expiry ကတိတ်ပဲမကွာသေးဘူးမကွာဟိုပြန်တာထုတ်ထားရက်နဲ့ဝါရှိတို့ဒီကုန်လိုက်ဒီမှာရှိနေတဲ့ expiry နဲ့တိတ်မကွာသေးဘူးဝါရှိဝယ်လိုက်တယ်ဝယ်လိုက်တဲ့အခါမှာသူတို့ခံတာက15ရက်လို့ပြောတယ်ဟုတ်ပြီအဲ့ဒီ15ရက်မှာဝါရှိက8ပြန်တာ9ရက်8လောက်ကိုဝါရှိကုန်အောင်စားတယ်ကုန်အောင်မစားဘူးဆိုရင်ဝါရှိက expiry ကုန်ကနေ2ရက်3ရက်အလိုဆိုရင်အဲ့ဒိန်ဂျင်လုံးဝမတောက်ဘူးဘာလို့ဆိုအဲ့ဒိန်ဂျင်တွေကဘာဖြစ်တာဆိုအရည်တွေထွက်လာရောအရေးကြီးတွေထွက်လာပြီးတော့စားမယ်ဆိုလို့ရှိရင်လေကြီးဖြစ်သွားတယ်စားသိမကောင်းတော့ဘူးအရင်ချင်းလဲချင်လာတယ်အဲ့လိုမဟုတ်ဘဲနဲ့ဒီဆိုရင်ဒီလင်္ကာပထမစပြောဝယ်လာခြင်းပေါ့လေ2ရက်3ရက်ဒါမှမဟုတ်5ရက်လောက်ရှိစားမယ်ဆိုလို့ရှိရင်ကြောအဲ့ဒင်ဂျင်တွေကတော်တော်ရတာရှိရစားလို့ကောင်းတယ်ပြောချင်တာဒါကိုရှိုးမိခီကန်ကိုရှင်းပြချင်တာဟုတ်ပြီနော်အဲ့ဒါဒီဘက်ကိုလာပြီရှိုးမိခီကန်ဆိုတာဗာလဲရှိုးမိခီကန်ဆိုတာ expiry ကိုပြောတာနော်နောက်ဆုံးမင်းတို့စားရမယ် expiry ကိုပြောတာပြီးဆိုတော့ရှိုးမိခီကန်ဆိုတာကတဲ့ဘာပြောတာလဲဆိုလို့ရှိရင်မီကိုင်ဖူးလို့ပါဆိုရင်ခါခုရှုခွင့်ဟိုတဲ့မီကိုင်ဖူးလို့ခေါ်ရပါခင်ပါကင်မခွင့်ရသေးတဲ့ပြုပြင်မှုထားတဲ့အစားအသောက်တွေကိုတဲ့ခီမဲလိုက်တဲ့တတ်မှတ်ထားတဲ့ဂျိုးကန်တဲ့အခြေအနေမှာဟိုးဆုံးစတာဘိုင်းနီနော်ထိန်းသိမ်းထားတဲ့အခြေအနေနော်ထိန်းသိမ်းထားပြီးတော့တာဘဲသားတွေနော်စားတာမျိုးတွေနဲ့စကတ်သားတွေဒေကီတို့အသုံးပြုတာမျိုးတွေလုပ်နိုင်တဲ့ခီကန်ကန့်တဲ့ကာလရဲ့မှာဆိုင်းကုန်းတို့ဟီတက်နောက်ဆုံးရက်ဖြစ်ပါတယ်တဲ့ပြန်ပြမယ်နော်ရှိုးဟီခီကန်ဆိုတာက expiry ဆိုတာကတဲ့နော်ပါကင်မခွင့်ရသေးတဲ့ကုန်ကျန်းပစ္စည်းစိတ်ပြုပြင်မှုထားတဲ့အစားအသောက်တွေကိုတဲ့တတ်မှတ်ထားတဲ့နော်အခြေအနေမှာထိမ့်သိမ်းထားပြီးတော့နော်စားတာမျိုးတွေအသုံးပြုတာမျိုးတွေလုပ်နိုင်တဲ့ဟုတ်တယ်ကန့်တဲ့ကာလရဲ့မှာနောက်ဆုံးရက်ဖြစ်ပါတယ်တဲ့ရှိုးရီခီကန်ကိုဒီရှိုးရီခီကန်ကိုစကိတကြော်လွန်သွားတဲ့အရှုပ်ခွင်းဟိုကအစားတော့ဒီကတဲ့ချုပ်ခုကျုတို့ခုနိုကန်နီနာတို့ခါနိုစိတ်ကနော်တခါခုနာတို့နိုတဲ့ပြီးအစာစိတ်တင်နိုင်တဲ့အကြောင်းရင်းဖြစ်စေနိုင်တဲ့နော်ဖြစ်စေနိုင်မှုပေါ့တဲ့တခါခုနာတို့နိုတဲ့ဆိုရင်မြင်မာတဲ့အတွက်ကြောင့်မလို့တဲ့ဇေတာကြီးလုံးဝကိုပဲစကိုင်းမာဆန်အလုံးမပြုပါနဲ့မြင်တော့မယ်ပြီးဆိုတော့ကအေးစရာတဲ့ကြော်လွန်သွားတဲ့နော်ရှိုးရီခီကန်ကိုစကိတကြော်လွန်သွားတဲ့အစားတော့ဒီကိုစားမယ်တဲ့မဖြစ်နိုင်လဲဆိုရင်ရှိုးခုကျုခုအစာစိတ်တင်နိုင်မျိုးတွေဖြစ်နိုင်တယ်ဆိုတော့သိရမယ်ရှုပ်ခုရှို့ခုလိုကန်ဒီလိုခံသူစေကတာခါခုနာလို့ဆိုတဲ့ဟာလေးကိုမင်းကျွန်တော်သိထားပဲเนาะ expiry ကြော်လွန်သွားတဲ့အစားအသောက်တွေကိုစားမယ်ဆိုဘာဖြစ်မှာလဲအစာစိတ်တင်နိုင်စီတဲ့เนาะအစာစိတ်တင်နိုင်စီဖို့ဘာလဲမြင်မားတွေပြောချင်တာเนาะအစာစိတ်တင်နိုင်စီဖို့ဘာလဲမြင်မားပါတယ်တဲ့ဒါလေးကိုမြင်တတ်ထားပါမယ်တွေ့ကြပါပြီဂန်စားရောပါကုန်ကျန်းပစ္စည်းကတဲ့စာခိစာခိပါဆိုလို့ရှိရင်နိုဟင်းဆိုင်တာမွန်လို့ဒီနာကစာခိဆိုတာကအရင်ဦးဆုံးနိုဟင်းဆိုင်တာမွန်လို့ဆိုတာအရင်ဦးဆုံးတင်သွင်းတာเนาะအရင်ဆုံးတင်သွင်းတဲ့အရာတွေတဲ့ဆိုရင်ဥခဲဒေတာမူလို့လက်ခံရရှိတဲ့အရာတွေကတဲ့နော်စခိစကိုင်းမဲ့အရင်ဆုံးမြင်ပြောချင်တာကွာမင်းတို့စီကိုမင်းတို့တိုင်းပြောထားပါတော့မင်းတို့ငါးဝယ်တယ်ကငါးဝယ်တဲ့ခါမှာဆိုလို့ရှိရင်မင်းတို့တိုင်းပြောဟုတ်ပြီမင်းတို့ငါးကြော်လို့ရောင်းတယ်ကွာဒီတော့ငါးရေကုန်ကြော်လို့ရောင်းကြတယ်ရောင်းတဲ့အခါမှာဆိုလို့ရှိရင်ထားပါတော့ကဲဟုတ်ပြီဒီမှာဆိုရင်မြန်မာပြည်မှာဆိုလို့ရှိရင်သူလည်းမသိပါဘူးနော်အချင်းမောင်းတွေရှိတယ်သူဆိုငါးရေကုန်ကြော်လို့ရောင်းနေတာ
ဟုတ်ပြီအဲ့တော့ तू ကသူ့အနေနဲ့ကွာဟုတ်ပြီကုန်ကျန်းပစ္စည်းတွေကိုဆိုတော့လက်ခံတဲ့အခါမှာတခြားသူပြတဲ့ဝယ်တဲ့ကုန်ကျန်းပစ္စည်းအနေနဲ့ဝယ်တဲ့အခါမှာဆိုလို့ရှိရင် तू ကတန်ပြီးတော့အဲ့ကုန်ကျန်းပစ္စည်းကိုထားပါတော့ကဲတနင်္လာနေ့ကရတဲ့ဟာကိုတနင်္လာအင်္ဂါဗုဒ္ဓဟူး3ရက်ရမယ်ကွာ3ရက်တွဲနေမှာကုန်ကျန်းပစ္စည်းကိုလှောင်ထားတယ်လှောင်ထားတဲ့အခါမှာဆိုလို့ရှိရင်ကျွန်တော်ကကြာသပတေးနေ့မှာဆိုတော့စပြီးတော့အဲ့ဟာ9ရက်ကုန်ကျော်ဆိုတော့ကြော်မယ်ကြော်တဲ့ခါကျလို့ရှိရင်ဆိုတော့တနင်္လာနေ့မှာရလာတဲ့ဟာကိုအရင်ဆုံးကြော်ရမယ်ဒါလို့ဆို तू ကအရင်ရောက်လာတဲ့အရာကသူ့ရဲ့မှာကုန်မဲ့ expert တွေအသုံးပြုလို့ရမယ့် expert တွေကကုန်တော့မှာမလို့ဒါကြောင့်မို့ဆိုရင်အရင်ရောက်လာတာကိုဆိုတော့အရင်အသုံးပြုရမယ်အဲ့ဒါကိုဆိုရင်ဘာလို့ခေါ်ရလဲဆိုရင်ကိုရဲအဲ့ဒါကိုတဲ့ circuit ဤတဲ့နော် circuit ဤတဲ့ circuit dash တော့ email လို့ခေါ်တယ်တဲ့အရင်ဝင်အရင်ထွက်တယ်တဲ့အရင်ဝင်ထွက်တယ်ပြင်တာကွာ9ရက်ကိုကျွန်တော်တနင်္လာနေ့မှာသူကအရင်ရောက်တာအဲ့တော့သူ့ကိုပါလဲဆိုရင်ကြာသပတေးနေ့မှာသူ့ကိုအရင်ဆုံးကြော်တဲ့ခါမှာကြာသပတေးနေ့မှာစကြော်တယ်ဆိုရင်ကြာသပတေးနေ့မှာသူ့ကိုအရင်ဆုံးကြော်ရမယ်ပြီးလို့ရှိရင်လေအခြားသူတွေကိုတင်ပို့တဲ့ခါမှာဆိုရင်လည်းသူ့ကိုအရင်ဆုံးတင်ပို့ရမယ်ဘာလို့လဲဆိုတော့ तू က extra date က extra date ကဟောဆိုရင်သူရောက်တာကြာပြီဟုတ်တယ်မလားကိုယ့်စီမှာထုတ်လို့ရတဲ့အသုံးပြုလို့ရမယ် extra date ရေနော်ဒီတင်ပို့ရမယ် extra date တွေရှိသေးတာကိုနော်အဲ့ကြောင့်ပါဆိုသူ့ကိုဘာလို့လဲဆိုရင်အရင်ဝင်အရင်ထုတ်လို့ပြောတာနော်အဲ့ကြောင့်မို့ circuit ဤတဲ့ circuit dash တော့ email လို့ခေါ်တဲ့ event taking ကြီးကရေဘူးရနေတယ်ဆိုလို့ရှိရင်တော့ circuit အရင်ဦးဆုံးနှဝင်းဆိုင်တာမို့နော်တင်သွင်းလိုက်တဲ့ဒီလက်ခံရရှိလိုက်တဲ့ပေါ့နော်လက်ခံရရှိလိုက်တဲ့ကုန်ပစ္စည်းတွေကတဲ့နော်ရှိုးမိခီကန်ရရှိုးခီကန်တို့ပြည်နာကအကောင်းဆုံးစားသုံးလို့ရမယ်အကောင်းဆုံးစားသုံးလို့ရမယ်ကန့်တဲ့ကာလနဲ့နော်ရှိုးခီကန်လို့ခေါ်တဲ့နောက်ဆုံးစားသုံးရမယ် expire date ရမှာနော်စိုက်ကုန်တို့ဟိကနော်နောက်ဆုံးရက်ကတဲ့စာခီညိခုလူခါရတဲ့အရင်လာတဲ့ကြောင့်ဖြစ်ပါတယ်တဲ့ဆိုတော့ရှိဆွမ်းနာလိုမင်းတို့ပြောခဲ့ပြီလားမင်းတို့တွေကိုဝါရှိအခုဆွမ်းနာပြန်9ရက်ကွန်ကျော်9ရက်ကွန်ကျော်ဆိုရင်9ရက်ကွန်တွေကိုအေးတော့မကြောက်ခင်မှာဆိုတာလှောင်ထားမယ်ပေါ့နော်သူ3ရက်လှောင်ထားမယ်လှောင်တဲ့အခါမှာဆိုသူ့အသုံးပြုလို့ရမှာကဆိုရင်9ရက်ပဲအသုံးပြုလို့ဆိုရင်9ရက်မဟုတ်ဘဲနဲ့ဆိုတော့9ရက်အသုံးပြုလို့ရတယ်ပေါ့လေသူ expiry သက်မဲ့ခါမှာ9ရက်ထားအထိထားပြီးအသုံးပြုလို့ရမယ်ဒါရှီယိုခီကန်လို့ခေါ်ရပေါ့နော်အဲ့ရှီယိုခီကန်ကိုသူကအရင်ဆုံးရောက်มาလဲတနင်္လာနေ့မှာစပြီးရောက်လာတဲ့ဟာအရင်ဆုံးရောက်မှာ哦အဲ့ဒါမှသူ့ကိုဘာလဲမသိရင်ကြာတာပြီးနေ့မှာကြော်တဲ့ခါမှာသူ့အရင်ဆုံးကြော်ရမယ်အဲ့လိုပဲအကောင်းဆုံးစားသုံးလို့ရတဲ့ဘာလဲဆိုလို့ရှိရင်ဒီအချိန်ကာလနဲ့နောက်ဆုံးစားသုံးရမယ့် expiry ကလည်းပဲအဲ့တနင်္လာနေ့မှာရောက်လာတဲ့ဟာကိုကြော်လိုက်တဲ့ဟာကအရင်ဆုံးထွက်လာတာမဟုတ်လားအဲ့တော့အဲ့အရင်ဆုံးကြော်လိုက်တဲ့ဟာကိုပြောပါတော့အရင်ဆုံးcustomer တွေကြီးကိုတင်ပို့ရမယ်ပို့လို့ရှိရင်သူကတိုင်ပြီး expiry ကအောက်သွားမှာဟုတ်နော် CG ကျော်နေနာမျိုးတွေဘာညာစားကဖြစ်မှာဟုတ်နော်အဲ့ဒါမျိုးပြောတာပါဒါဘောပေါက်မှလို့ချင်ပါတယ်နော်အဲ့ဒါမှမင်းသားတို့အနေနဲ့ပါဖြင့် show me ခီကန် show ခီကန်နဲ့ပါဆိုလို့ရှိရင်ရှိပြီ sorry စပတ်စံရှီယောခီကန်ရဲ့ show me ခီကန်နဲ့ show ခီကန်လို့ခေါ်တဲ့နော်ဒီ expiry အကြောင်းအရာတွေကိုမနေ့ကတို့ပါလေဒီချာလေးဖတ်ထားပါမယ်နော်ဟုတ်ပြီအဲ့တော့စာတင်တာတော့ဝါရှိဒီနေ့ကတော့ဒီလောက်နဲ့ပဲရပ်ပါပဲနော်ကျန်တဲ့ဟာတွေကတော့နောက်တစ်ပတ်မှာပဲဝါရှိပြောပါမယ်နော်အဲ့တော့ဒီစာဖြေဖို့အတွက်ကဟုတ်ပြီဝါရှိလင်းလေးပို့ပေးထားတယ်ဖြေရတဲ့သူကတော့ဖြေပေါ့လေနော်ဖြေမရတဲ့သူကတော့ဝါရှိရှင်းပြတာကြမှာအတူလိုက်ပြောနားထောင်ပါပြီးတော့ဘာရှင်းမလဲဆိုရင်ဟုတ်ပြီနောက်တစ်ပတ်ကြလို့ရှိရင်ထပ်ပြီးတော့နောက်ထပ်တစ်ခုထပ်ပြီးဖြေခိုင်းပါအောင်မယ်နော်ဟုတ်ပြီအဲဒါဆိုရင်ဒီနေ့ကတော့ဒီအောင်နဲ့ပဲနားပါမယ်皆さんありがとうございます。おやすみなさい。じゃあまた来週。バイバイ。はい、お疲れ様です。